皆さんおはよう。ウィン先生と申します。今日はよろしくお願いします。အားလုံးပဲမင်္ဂလာပါ။ Win Sensei page လေးကနေပြီးတော့ကြိုဆိုလိုက်ပါတယ်။အဲ့တော့ဒီနေ့မှာတော့ Sensei ကဒီ JLPT စာမေးပွဲဒီ JLPT ပေါ့နော် listening မှာအပါများတဲ့ဓာတ်တွေကနာနီယိုရှိမတ်ကဘသူကဘာကိုလှုပ်ဆောင်မလဲဆိုတဲ့အပိုင်းနဲ့ပတ်သက်ပြီးတော့ keyword 3ခုကိုပြပြမှာဖြစ်ပါတယ်အဲ့တော့ခေါင်းစဉ်3ခုခွဲပြီးတော့ပြပြမယ်ပေါ့နော်အဲ့တော့ဓာတ်တွေကနာနီယိုရှိမတ်ကဆိုတဲ့မေးခွန်းပုံစံဒီ N5 listening တာမက N1 listening အထိအပါများတဲ့အပိုင်းမို့လို့ဟိုင်အဲ့တော့ JLPT ရဲ့အပိုင်းတိုင်းလိုမှာဒီတွေ့ရတတ်တဲ့မိကွန်းလေးမို့လို့တူတူလိုက်ပြီးတော့လေ့လာကြည့်ရအောင်နံပါတ်1ကကြတော့ဗာလဲဆိုရင်ဒီ request လို့မှာတောင်းဆိုမှာပေါ့နော်တယောက်ယောက်ကိုစန်စီတို့ကတောင်းဆိုတဲ့အခါတောင်းဆိုတဲ့ပြဿနာကကိုအတွက်ပေါ့နော်လုပ်ပေးစေချင်တာကိုအတွက်လုပ်ပေးစေချင်တဲ့အခါမှာပြီးနောက်တစ်မျိုးကဘလို့မှတ်လို့ရလဲဆိုရင်သူများကိုခိုင်းတာပေါ့အဲ့တော့စာမေးပွဲမှာမေးမယ်နော်တောင်းဆိုတဲ့အခါတောင်းဆိုခြင်းတဲ့အခါဘယ်စလုံးတွေပါမှာလဲတောင်းဆိုခြင်းတဲ့အခါမှာဘယ်ဟာရွေးရမလဲတို့เนาะအဲ့တော့ကိုအတွက်ကိုလှုပ်ပေးစေခြင်းတဲ့အခါမှာဘယ်စလုံးတွေရွေးရမလဲတို့သူများကိုခိုင်းခြင်းတဲ့အခါမှာဘယ်စလုံးတွေရွေးရမလဲဆိုရင်ဒီ3လုံးပဲမှတ်ဒီ3လုံးနဲ့ကတစ်လုံးပါပါပြီဆိုတာ ਨੇ အဲ့ဒါအဖြေပါပဲအဲ့တော့ဘာလဲဆိုရင်ဘတ်တယ်ခူတဲ့သူလှုပ်ပေးနိုင်မလားပေါ့နော်လုပ်ပေးလို့ရမလားပြီးနောက်တစ်ခုကကြတော့သူ့ရဲ့ဒီ formal ပုံစံလေး itata ke masan က vette mura ရဲ့ masan ကအဲ့တော့မှတ်ထားရမှာဒီ keyword ဒီသူများကိုခိုင်းနေဒါမှမဟုတ်ရင်တောင်းဆိုတယ်ဆိုရင်ဒီစလုံး3လုံးနဲ့ကတစ်လုံးဖြစ်မယ်ဆိုတာကိုမိနာဆန်တို့အုံနောက်ထဲမှာမှတ်ထားပါမယ်အဲ့တော့နံပါတ်2ကကြတော့ဗာလဲဆိုရင် suggestion ဆိုတဲ့ဘာလို့တာလဲဆိုရင် TEN ပေါ့နော်အကြံပေးချင်တာသူများကိုအကြံပေးခြင်းတဲ့အခါเนาะသူများကိုအကြံပေးမယ်เนาะဘယ်လိုပြောမလဲသူများကိုအကြံပေးတာပေါ့เนาะအကြံပေးမယ်အကြံဉာဏ်တွေပေးမယ်လုပ်ရင်ဘယ်လိုလဲဆိုပြီးတော့ကိုကပြောခြင်းတဲ့အခါမှာဒီစလုံးနှစ်ခုကိုသုံးပါမယ်အဲ့တော့စာမေးပွဲမှာတယောက်ယောက်ကဘာလုပ်ရမလဲဒီမှာကိုယ့်ရဲ့ junior လေးကဘာလုပ်ရမလဲတွေ့ဝင်နေတဲ့အခါမှာအကြံပေးခြင်းနဲ့ပေါ့အခါကျရင်ဘလို့စလုံးတွေကိုအဓိကတာကန်ထားတာမလဲဆိုရင်နာနီတဲမိတာတာတို့เนาะကွက်လက်လောက်ကြည့်မယ်ဆိုရင်ရောဘလို့လဲနောက်တစ်ခုကကြတော့နာနီတာတာဒိုးဆိုတဲ့စလုံးနှစ်ခုကိုမှတ်ထားပါမယ်အဲ့တော့ vet တာတာဒိုးဆိုရင်စတိတို့ကအကြံပေးတဲ့အခါမှာသုံးတယ်လို့မှတ်ထားပါမယ်နောက်ဆုံးတစ်ခုကကြတော့စာဆိုအိလို့ခေါ်တဲ့ invitation တွေပေါ့เนาะဘာလို့မှလဲဆိုရင်ကိုကဖိတ်ခေါ်တယ်တခုခုကိုတူတူလောက်ကြမလားဆိုပြီးတော့အဖော်ဆက်တာပေါ့လောက်ကြမလားဆိုပြီးတော့အဖော်ဆက်မဲ့အခါကျရင်ဘလို့စလုံးလေးတွေတုံးမလဲဆိုရင်မာရှော့ကမာဆန်ကအဲ့တော့တငယ်ချင်းတွေနဲ့ကိုကတနေရာရာကိုမုတ်သွားစားကြမလားဆိုပြီးတော့ကိုကတယောက်ယောက်ကိုဖိတ်ခေါ်ခြင်းနဲ့တူတူလှုပ်စေခြင်းနဲ့ဆိုရင်မာရှော့ကမာဆန်ကဆိုပြီးတော့တုံးပါမယ်အဲ့တော့ဒီနေ့အတွက်ကတော့ဒီ JLPT မှာအပါများတဲ့ဓာတ်တွေကနာနီယိုရှိမတ်ကဆိုတဲ့ဒီမေကွန်းပုံစံလေးကိုအပိုင်း3ပိုင်းနဲ့ခွဲပြီးတော့ပြပြထားတာဖြစ်ပါတယ်အဲ့တော့ကိုက request လုပ်တာတယောက်ယောက်ကိုလုပ်ခိုင်းတဲ့အခါမှာသုံးရမယ့်စလုံးပြီးရင်အကြံပေးတဲ့အခါမှာသုံးရမယ့်စလုံး fake ခေါ်တဲ့အခါမှာသုံးရမယ့်စလုံးဆိုပြီးတော့ခွဲပြီးတော့ပြပြပေးထားပါတယ်အဲ့တော့နားမလည်တာရှိရင်လည်း comment မှာမိဝလို့ရပါတယ်အဲ့တော့နောက်နေ့မှာလည်းဒီလိုမျိုး JLPT listening ဖြည့်တဲ့အခါမှာ keyword လေးတွေကိုတင်ပေးမှာမလို့မိနာဆန်တို့ဒီ YouTube account လေးကို like and subscribe လေးလုပ်ပေးကြပါအောင်လို့စမ်းစီရပြောချင်ပါတယ်ကြာမတနေ